တခါလေလောကမှာအဆိုးတွေထဲမှာအကောင်းလေးတွေရှိတယ်တညာမှုလေးတွေရှိတယ်ဒီတော့ကျွန်တော်ဒီဘောပင်ကိုကင်လို့ရတယ်ဒီထဲထည့်ပေးလိုက်ရင်ကင်လို့ရတယ်စာရေးလို့ရတယ်အခုထိရေးပါတယ်တောင်မွေးလမ်းလျှောက်တုတ်ကလေးဆုပ်လို့ရတယ်ပိုတောင်မြဲသေးတင်းနေတာသူကကုတ်နေတာနော်ပိုတောင်မြဲသေးတကယ်လို့မြန်ဒီကောင်လမ်းနေကျွန်တော်ဒုက္ခလောကကြီးမှာစိတ်အပြတ်စရာတွေကြီးမဟုတ်ပါအဆိုးတွေထဲမှာလေအကောင်လေးတွေရှိတယ်ဒါကြောင့်မို့လို့ဟိုစာပြောတဲ့ကမှာစကားပြောစဉ်ဒါဟောပြောဖို့တဲ့တေချာလောက်ထားတဲ့အစဉ်မြတ်အတော်ကောင်းနေမတည့်ရပြီးတော့ဟန်ပန်မူရာတွေနဲ့လွတ်လွတ်လပ်လပ်ပြောလို့ရဒီမှာတော့စပယ်ပန်းကုန်းနေတော့အများကြီးချိန်ထားသေးသူတို့နှစ်ယောက်ပြောရင်မှုေးနေမှာပဲကျွန်တော်မှဆွေအောင်ပန်းလေးတွေရှိပါတယ်အဲ့တော့ဒီလိုမပြောနိုင်လို့အခုလိုထိုင်ပြောရတာအဂါရဝဖြစ်ခွင့်လို့ပါမကြမ်းမမာတဲ့ဂီလာနာမို့ပါဂီလာနာလည်းလျှောက်လိုက်ပြီးဟောနေတာပဲလားဟောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆေးတွေတောက်ပြီးတော့အိမ်မှာပဲငုတ်တုတ်ထိုင်ပြီးသေမဲ့နေစောင့်မနေချင်ပါဘူးကျွန်တော်လုံနိုင်တဲ့အများကောင်းကျိုးလုပ်ချင်ပါတယ်ကျွန်တော်ပြောပြနိုင်တာလေးတွေပြောချင်ပါတယ်ပြောရမှာ3ယောက်ဆိုတော့အချိန်ကန့်သက်ချက်ရှိပါတယ်ကျွန်တော်နားလည်ပါတယ်ကျွန်တော်ကအရင်ဆုံးပြောရတဲ့လူပါကျွန်တော်အများကြီးလဲပြောချင်ပါတယ်နောက်လူတွေအတွက်လည်းအချိန်ကောင်းကောင်းပေးချင်ပါတယ်ကျွန်တော်ပြည့်စုံအောင်ပြောနိုင်ဖို့နဲ့နောက်လူတွေချိန်ကောင်းကောင်းပေးနိုင်ဖို့ဒီနှစ်ခုကိုမြတ်တာအောင် just လုပ်ပါမယ်ငယ်ငယ်တုန်းကတော့ကျွန်တော်ဘောလုံးသမားပါဘောလုံးကကောင်းပါတယ်မန္တလေးတက္ကသိုလ်ဘောလုံးလက်ရွေးစင်ပါပဲအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကန်ရင်လဲမှာပါပဲဆရာပါပဲကိုနာမလိုက်တာကျွန်တော်အချမ်းသာရေးသိလိုက်စားတယ်ငယ်လေးတွေကကလေးတွေစာတာဖတ်တဲ့ခါကျတော့အဲ့ဒီစာဖတ်တာတွေကကျွန်တော်ဘတ်စုံဖြည့်စည်းတယ်တော်သားဟိုတော်ကြုံအောင်ကြမ်းအဲ့ဒီစာဖတ်ရင်တော်ကြုံအောင်ကြမ်းမှထိမင်းကိုတိုးတက်အောင်လုပ်ပေးလိမ့်ဒီနေ့တိုးတက်ပါလေဆိုတော့အမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံကမ္ဘာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေမှာခေတ်မီတဲ့ electronic ကိရိယာတွေသိပ္ပံထောက်ကူပစ္စည်းတွေဟိုအမျိုးသောပံ့ပိုးကူညီမှုတွေနဲ့ကြီးရတဲ့လူငယ်တယောက်ငါတို့ဖြင့်သူတို့ကိုမိမှမဟုတ်ပါဘူးလို့မင်းအားမငယ်လိုက်ပါနဲ့မင်းကမြန်မာနိုင်ငံကဟိုတောကြုံအောင်ကြားရွာကလေးကစနပုတ်မှာတဲကုတ်ကလေးနဲ့နေချင်နေရပါစေမစ္စာတွေကိုဖတ်စမ်းပါကမ္ဘာတိုးတက်တဲ့နိုင်ငံကြီးကတိုးတက်ပြီဆိုတဲ့တက္ကသိုလ်ကြီးတွေကလူငယ်တွေနဲ့မင်းရင်မောင်တန်းနိုင်တယ်ရင်ဆိုင်နိုင်တယ်မင်းကိုမင်းပြည့်အောင်ဖြည့်နိုင်တယ်ဒါကိုပြောချင်တယ်ကြာအိမ်မှာထိုင်မနေချင်ဘူးသားတို့သမီးတို့ပြောချင်တယ်ဒါအမှန်တရားပဲဆရာကအဲ့ဒီရွာကလေးမှနေရငယ်ငယ်လေးကစာဖတ်ဝါသနာကိုပါတယ်ဒုတိယတန်းလောက်မှာဒုတိယတန်းဖတ်စာအုပ်တွေဖတ်တော့သိကောင်းတာပဲဒေါင်းဖတ်စာစာအုပ်ထဲမှာပုံမြင်လေးတွေပါတယ်အဲ့ဒါလေးတွေဖတ်ပြီးတော့ကုံတော့တတိယတန်းကစာအုပ်ကိုတတိယတန်းတောင်းလာပြီးတောင်းတယ်ဖတ်တယ်သိကောင်းတာပိုကောင်းတာပေါ့ဒုတိယတန်းနဲ့ပုံမြင်ကုံပြီစရုပ်ထရန်စာအုပ်ကိုတောင်းဖတ်တယ်အဲ့လိုနည်းနဲ့စာဖတ်ခြင်းကိုစတာပဲနောက်တော့ဖေကြီးကမူလာတန်းကျောင်းအုပ်ဆိုတော့ဖတ်ဆရာလိုက်ရှာတဲ့ကပညာတစ်စောင်တွေရှိကလေးနဲ့ပါဆိုင်တယ်အဲ့ဒီပညာတစ်စောင်တွေကိုဖတ်တယ်ပရိမကျွငယ်ငယ်လေးတွေကဒီအသိဉာဏ်ပညာကြီးတဲ့စာတွေဖတ်ရတယ်နောက်တော့စာပေဘိမှန်ထုတ်တဲ့စာအုပ်ရှည်ကြီးတွေအဲ့ဒီထဲမှာပုံမြင်ပါသလားလို့ရှာဖတ်တာပုံမြင်မတွေ့တော့တွေ့ရဖတ်ရင်းနဲ့အဲ့ဒီစာအုပ်ကြီးတွေပုံသွားတယ်ဒီတော့ကိုဒီဆောက်ကျမ်းမာရခန္ဓာကိုယ်ထွားကျမ်းသာမာရဟိုဘတ်စကိုတကမာကိုလမ်ဘတ်တို့အဲ့ဒီလူတွေကြောင့်နေဖတ်တဲ့ခါကျတော့စာဝေစွန်စားဇာနီဘွားတွေပင်လယ်သမုဒ္ဒရာကိုထွက်ကျမ်းခိုင်နေဆင်းရဲခြင်းကိုခံနိုင်တယ်အားကြတယ်အရက်ရှည်အောင်ဆရာကိုဖြည့်စည်းစာရီစုံအောင်ဖိုက်အရက်ရှည်နည်းဆိုစာအုပ်တွေ့တယ်အဲ့ဒီစာအုပ်တိုင်းလုပ်တယ်ဆိုင်ညီကိုမောင်နှမ
ရှေးပါဆရာ6ပေအထိရောက်ပါတယ်